ခုပြပြခြင်းတဲ့အကြောင်းလေးရပေါ့နော်ခုဖန်းအကြောင်းပေါ့ခုဖန်းကအရင်ရက်ကလည်းဒီကိုရေးချက်လက်တွေ data တွေပေါက်ကြားမှုနဲ့ပတ်သက်ပြီးတော့ဒီကြရက်အများကြီးထားသွားခဲ့ဒါပေမဲ့အခုနောက်ပိုင်းမှာလည်းဒုတိယအကြိမ်ထပ်ပြီးတော့ဒီလိုမျိုးနစ်နာသူတွေအများကြီးပေါ်လာတယ်ပေါ့နော်နစ်နာသူတွေပေါ်လာတယ်အရင်ကိုရေးချက်လက်တွေပေါက်ကြားပြီးတဲ့နောက်မှာဒီအစိုးရအဖွဲ့အစည်းတွေကနေပြီးတော့ဒီခုဖန်းလက်ပတ်မှုကိုပေါ့နော်ခိတ္တရဆိုင်မှုအတွက်ကိုသူတို့ကဒီဆွေးနွေးခဲ့တယ်အဲ့အနောက်မှာတော့မှပဲအခု voice machine နဲ့ပေါ့နော်အတန်နဲ့လိန်နေပြီးတော့ထပ်ပြီးတော့လိန်နေတာတွေရှိတယ်ပေါ့နော်အဲ့ထက်မှနင်းနာသူတူကပေါ့နော်သူ့ရှိကိုပေါ့နော် voice machine အတန်တူးနဲ့လိန်ဖုံးဆက်ပြီးတော့လိန်ပြီးလိန်နာမှာသူပေါ့ဒီ1 တန်းပါသွားတယ်1 တန်းဆိုလို့ရှိရင်မြန်မာငွေ300ကျော်နီးပါပေါ့နော်သူအလိန်ခံလိုက်ရတယ်ပေါ့အလိန်ခံလိုက်ရပဲအဲ့အခုအလိန်ခံလိုက်ရပြီးတော့ဒီလိုဒီဘယ်လိုပြောမလဲနောက်ဆက်တွဲဆုံးရှုံးမှုတွေများလာတဲ့အတွက်ကြောင့်ပေါ့နော်ဒီဘဏ္ဍာရေးကြီးကြပ်ရေးမှုဌာနပေါ့ဌာနကသုံးဆွဲသူတွေအတွက်ကိုဘဏ္ဍာရေးကြီးကြပ်ရေးမှုဌာနကပေါ့နော်သုံးဆွဲသူတွေအတွက်ကိုသူအရင်ကသတိပေးချက်ကပေါ့နော်သတိပြုရန်လို့ပဲသူပြောထားတာကနေအခုနောက်ပိုင်းအထူးသတိပြုရန်ဆိုပြီးတော့ဒီသူထုတ်လွှင့်လိုက်တယ်ပေါ့နော်ဒီခုဖန်းတောင်းဝင်မှုနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်ဒီခုဖန်းကဘက်ကတော့ပေါ့နော်သူတို့အထီးခိုက်မခံခြင်းဆုံးဖြစ်တယ်ပေါ့နော်ဘန်နာရေးနဲ့ပတ်သက်ပြီးတော့ဘန်နာရေးနဲ့ log in ဝင်ရတဲ့ကိစ္စမျိုးတွေကိုပေါ့နော်သူတို့ဘက်ကမပေါက်ကြပါဘူးဆိုပြီးတော့သူတို့ကပြောပြီးတော့တောင်းဝင်ယူမှုကို short ချလိုက်တယ်အဲ့ဒီအတွက်ကြောင့်ပေါ့နော်အခုဒီအစိုးရနဲ့လွှတ်တော်အမတ်တွေကပေါ့နော်ပြင်းပြင်းထန်ထန်ရှုံချရတယ်ပေါ့နောက်ဒီသိပ္ပံနဲ့နီးပညာပေါ့နော်သိပ္ပံနဲ့နီးပညာဝင်ကြီးဌာနတွေနဲ့ဒီနောက်တစ်ခုဘဏ္ဍာရေးကော်မရှင်တွေရဲဌာနတွေပေါ့နော်ပူးပေါင်းပြီးတော့ပေါ့နော်ကဏ္ဍအသီးသီးပူးပေါင်းပြီးတော့ဒီဘယ်လိုပြောမလဲ TF အဖွဲ့ကိုဖွဲ့စည်းပြီးတော့ပေါ့နော်ကွင်းစင်းစစ်ဆေးလေးလာမှုတွေလုပ်ဖို့ဟိုသူတို့ပြောတယ်ပေါ့နော်နောက်တစ်ခုဒီကိုရေးချက်လက်တွေပေါက်ကြားခြင်းအပြင်ပေါ့နော်လုပ်ငန်းခွင်ထိခိုက်မှုတွေနောက်တစ်ခုကပေါ့နော်ညာဘက်ဒီပစ္စည်းပို့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းသူတို့ဆွေးနွေးသွားမယ်လို့ပြောတယ်ဒီဆွေးနွေးသွားမယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်အခုဒီဗီဒီယိုလေးကိုလာပြီးပြပြတာပေါ့နော်ခုဖန်းသုံးဆွဲသူတွေအနေနဲ့ပေါ့နော်ကိုထံကိုပေါ့နော်ဖုံးစိမ့်တွေဝင်လာတာမျိုးနောက်တစ်ခုကပေါ့နော်အတန်တုတွေနဲ့ပေါ့နော်ကိုအတိတငယ်ချင်းလိုမျိုးပေါ့နော်အဲ့လိုအတန်နဲ့ဝင်လာပြီးတော့ကိုညီတောင်းတာမျိုးအချက်လက်တွေတောင်းတာမျိုးပေါ့နော်ကိုရဲ့အကြောင်းအရာတွေမိတာမျိုးဆိုလို့ရှိရင်တတိထားပေါ့နော်အဓိကတတိထားဖို့ပေါ့နော်အဲ့ဒါကိုပြပြချင်တာဖြစ်ပါတယ်ဟိုနေ့ကလည်းပေါ့နော်အဲ့ခုအဲ့လိုမျိုး voice message နေကြအောင်ဟိုနေ့ကဘူဒူတပုတ်တင်ထားသေးပါတယ်ဘန်မှာပတ်စံထုတ်တာတော့မှပဲရဲတွေပါရောက်လာတဲ့ကိစ္စလေအဲ့ဒါဒီအခုပြောတဲ့ဘူဒီလိုအတန်တုနဲ့လိန်လေတာတွေအဲ့လိုမျိုးတွေကြောင့်ပေါ့နော်အဲ့ကြောင့်အားလုံးပဲသတိထားကြပါအထူးဂရုစိုက်ကြပါဒီခုဖန်းကိုခုလောဆယ်မသုံးသေးရအကောင်းဆုံးပဲပေါ့နော်အခုထိုးဆိုလို့ရှိရင်လည်းအခုခုဖန်းကိုလုံးဝမသုံးတော့ဘူးအဲမှာရှိတဲ့ချက်လက်တွေအကုန်လုံးဖြတ်ထားတယ်ပေါ့နော်ဖြတ်ထားရကြာပြီပေါ့အရင်ရက်ကဖြစ်ပြီးတဲ့ဟိုမသုံးဖြစ်တော့ဘူးပေါ့နော်အဲ့ဒါကိုသိစေချင်လို့လာပြပြတာပါ